ရာမြာပြည်သူပေါင်းသူယုံငါလမ်းပြင်းကြရာအကြောင်းမျိုးသူချွေကအလောင်းတော်သူမိရာကာယဒါနလုံအောင်လူစဉ်ခါမပြီးသေးသည်သူဝန်တာရွညွန်ဘွဲ့မှာအလျားမောက်ခါတရားခောက်တာတပါးတယောက်တည်းမဟုတ်ရလေပါဒိန်တော်တာရိယံဗုဒ္ဓဘောရိယံမုတ်တော်မောစီယံစိတ်တော်ကြံစီယံနိယတပြာရိပန်းကိုရွှင်လန်းစွာမြန်ဆင်ခဲ့ပြီတာမြတ်ဖျားရဲ့ကြီးမားလာစွာမဟာကရုဏာတော်ကိုကြီးညိုအားထားသူတော်စင်များဖြင့်လူလေပြီးတော့လေးတင်ချင်းနဲ့ကဘာတပိကာလတကရာမဝလီပြည်သားတထေးသားသူမိသားသည်ရှင်ရသေးဘဝနှင့်ဒီမင်္ဂလာမြတ်စွာဘုရား၏ခြေတော်ရင်းမှာသာဝကဆုကိုယူတော်မူ၍